ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီဒါကင်းနဲ့ပြောချင်လို့ပေါ့နော်ကျွန်တော်ဒီထူးရှယ်တင်တန်းကိုပေါ့နော်ကျွန်တော်အပတ်စဉ်1ကနေစပြီးတော့အပတ်စဉ်16အထိတက်ထားပေးထားတဲ့ညီကိုတွေအကုန်လုံးပေါ့နော်ညီကိုမောင်မအကုန်လုံးပေါ့ကျွန်တော်တင်ကောင်းလေးတစ်ခုပြောချင်လို့ပေါ့နော်အဲ့တင်ကဘာလဲဆိုတဲ့အခါကျတော့ဗျကျွန်တော်တို့ဒီတင်တန်းတက်ထားတဲ့ညီကိုတွေအကုန်လုံးကကျွန်တော်တို့ဒီမှာပြန်လာမေးလို့ရတဲ့သူတွေကတော့မဂ္ဂင်မဲဟုတ်တဲ့နေတဲ့သူအများစုကတော့ကျွန်တော်တို့ဒီမှာလာပြီးတော့ဒါရောက်မေးမြန်းလို့ရတယ်ပေါ့နော်ဆရာဒါကတော့ဘယ်လိုလုပ်လို့ရတယ်လဲတရားဆိုတော့ဘာလို့အဲ့လဲဆိုတော့ကျွန်တော်နဲ့လာရောက်တိုင်ပင်နေလို့ရပါပေါ့တချို့နေမှာရောက်သွားတဲ့ညီကိုတွေကြားတဲ့အခါကျတော့ကျွန်တော်နဲ့တိုင်ပင်မှုအတွက်ကိုပေါ့နော်သူတို့မှာအခက်အခဲလေးတွေနည်းနည်းရှိရပေါ့နော်တချို့ကြတော့ပဲမလုပ်တာကြာသွားတဲ့အခါကျတော့မေ့သွားတဲ့ညီကိုတွေပါရှိရပေါ့နော်ဆရာကဒီဟာရုပ်ပုံလေးကျွန်တော်ပြန်မေ့သွားလို့ပေါ့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်မမှတ်မိတော့ဆရာပါညာနဲ့ဆိုတော့ကျွန်တော်ပြန်လာပြောပြတဲ့သူတွေရှိလို့ပေါ့နော်ကျွန်တော်အဲ့ပြဿနာလေးကိုဖြေရှင်းပေးကြလို့ပေါ့နော်အခုပေါ့ကျွန်တော်တို့ဒီပတ်သက်တက်ကနေပတ်သက်ဆက်ခွန်ဒီတက်ထားတဲ့ညီကိုတွေမောင်နှမတွေအကုန်လုံးပါပေါ့နော်ကျွန်တော်ဒီထူးရှယ် Facebook page ကနေပြီးတော့ပေါ့နော်ကျွန်တော်ဒီမှာလာပြီးတော့ဖုန်းနံပါတ်ရဲ့နာမည်လေးရဲ့ပြန်ပေးပြီးပေါ့နော်ကျွန်တော်ဒီညီကိုတွေအကုန်လုံးပေါ့နော်ကျွန်တော်ဒီအရင်ကကျွန်တော် online တင်တဲ့ group လုပ်ထားတဲ့ထဲပေါ့နော်ကျွန်တော်အကုန်လုံးပေါင်းထည့်ပေးမယ်ဗျဒါကြမှာလည်းသူတို့အနေနဲ့ပေါ့နော်ဒီမှာကျွန်တော်နဲ့တင်ထားတယ်လို့ပဲအထဲမှာလည်းပြန်ပြီးတော့လေ့လာခွင့်ရမှာပေါ့နော်ဟုတ်ကဲ့ပြီးတော့ကျွန်တော်ဒီတင်တန်းနောက်တစ်တုပ်ပဲတော့ဖွင့်မယ်နောက်တစ်တုပ်ပဲတော့ဖွင့်မယ်မင်းနေတဲ့ညီကိုတွေအတွက်လည်းပေါ့နော်ကျွန်တော်ဒီ24ရက်နေ့ကျရင်တော့ကျွန်တော်တင်တန်းအတိတ်ကပြန်စပေးပါမယ်ဗျဟုတ်ကဲ့အဘိဓုရောက်တဲ့တိုင်းကကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နော်